Hello အားလုံးပဲ Happy Valentine's Day ပါကျွန်တော်ဒီချမ်ပိုက်ဖတ်ချင်ပါတယ်အဲ့ဒါကတော့ရှင်ယောဟန်ဩဝါဒစာပထမအစာဆုံးအခန်းကြီး၄ပိုင်းငယ်19ရှင်ယောဟန်ဩဝါဒစာပထမအစာဆုံးခန်းကြီး၄ပိုင်းငယ်19မှာဘာပြောထားလဲဆိုတော့ဖယားသခင်ဒီငါတို့ကိုရှေးဥစွာချစ်တော်မူသောကြောင့်ငါတို့ဒီဖယားသခင်ကိုချစ်ကြ၏တဲ့နော်ဒီမှာကျွန်တော်တို့ကဖယားသခင်ကိုချစ်တာမဟုတ်ဘူးဖယားသခင်ကကျွန်တော်တို့ကိုရှေးဥစွာချစ်တယ်တဲ့နော်ဆိုတော့အင်္ဂလိပ်လို့ဆိုကျွန်တော်တို့ကိုဖယားသခင်က first love နဲ့ချစ်တာဖြစ်ပါတယ်နော် first love ဆိုတာတော့အရန်ကိုလေးနဲ့တယ်နော် agape love agape ချစ်မျိုးနဲ့ကျွန်တော်တို့ကိုချစ်တာဖြစ်တယ်ဖတ်ကြတော့တဲ့နှုတ်ပတ်တော်ပေါ်မှာအရောက်စီတဲ့ဖျားခင်တည်ပံကောင်းချီးပေးပါစေ